ဘွားရဲ့မော်မြက်လာတယ်ဒီလိုနေ့ရက်ဒီမှာတား9ယောက်လုံးကိုတပြိုင်နက်တည်းသာသနာပေါင်းကိုခိတ္တရာစာပုံရိပ်တွေနဲ့ခံယူခွင့်ရပါပြီကွယ်ငယ်စဉ်ကလေးကတူတူဆော့တူတူကြီးပြင်းလာခဲ့ကြတဲ့တား9ယောက်စလုံးပခုံးပေါ်မှာဒီနေ့တော့သာသနာတွေအမွေကိုထမ်းဆောင်ဖို့အတွက်ကိုရှင်လောင်းဝစ်ဆောင်လေးအပြည့်နဲ့တင့်တယ်လို့နေပါတယ်ပြုစုပြိုးထောင်ခဲ့တဲ့မိဘတွေရဲ့ကျေးဇူးတရားတွေကိုသာသနာပေါင်းတို့ဝင်ရောက်ခင်းနဲ့ကျေးဇူးဆက်တော်မယ်သား9ယောက်ရဲ့သားတို့ရဲ့သာသနာခီးစဉ်စတင်ခဲ့ပြီးမိဘအုပ်ထိန်းသူတွေရဲ့ရင်ထဲမှာတော့အတိုင်းအဆမရှိပီတိတွေနဲ့ပြည့်ညက်လို့နေပါတော့တယ်တယောက်အနေနဲ့တော့ဘယ်လိုပါလဲဖိုးဖွားတွေကိုယူဆပြီးတော့လည်းလူတန်းအလူတစ်ခုကိုလူတန်းခဲ့တယ်အမေကိုလည်းယူဆပြီးတော့လူခဲ့တယ်အမေဖြစ်စေခြင်းတဲ့အတိုင်းအမေမြင်ခြင်းနဲ့ဒါပေမဲ့အမေမရှိတော့အမေကိုမြင်စေခြင်းနဲ့ဒါပေမဲ့သမီးလှုပ်ပေးခဲ့တယ်အမေလိုချင်တဲ့သမီးလှုပ်ပေးခဲ့တယ်သမီးလှုပ်ပေးနိုင်ခဲ့တယ်ပြီးခဲ့နေတယ်ဒုက္ခအတွက်ကိုလည်းပထမအနေနဲ့တာဝန်တစ်ခုဝဲရတဲ့အထိကိုဝဲရနိုင်တယောက်တည်းရုံးတင်ပြီးတယ်အခုပြီးတော့ပဇင်းဒုတိယအနေနဲ့ပဇင်းတက်ခဲ့ပေးတဲ့အတွက်ကိုတာဝန်ကျေတဲ့မိခင်တယောက်အနေနဲ့ဖြစ်ခွင့်ရတဲ့အတွက်ကိုအများကြီးဂုဏ်ယူတယ်ကိုလည်းဂုဏ်ယူတယ်ကိုလည်းကျင့်တတ်ဒီလိုချိန်မှာအမေကြားရရက်ကနေပြီးတော့သမီးလုပ်ပြီးမိသားစုခေါ်ပါမေပပရှင်လည်းတာတို့ခေါ်လိုက်ပါရှင်သားအတွက်ကိုတာဝန်ကျေခဲ့ပြီးပါရှင်သားကိုလည်းတယောက်တည်းနဲ့ပွဲအောင်လုပ်ခဲ့ပြီးတော့ရှင်သားကိုလည်းပဇင်းတက်ခဲ့ပြီးဒီလိုလုပ်ပေးနိုင်တဲ့အတွက်ကိုကိုလည်းဂုဏ်ယူတယ်ပီတိလည်းဖြစ်တယ်အမကြီးအမိယာနေနဲ့လဲအမအနေနဲ့ညီမတွေနဲ့တူကိုယ့်ရဲ့တူတွေလေးပဲပြုတ်ပြီးတဲ့တော့အမကိုယူလို့မစိုးအမနောင်ကိုလည်းတိတဲ့မကလည်းအမတက်လုံးသေးတဲ့ထိကိုစောက်ရှောက်ပြီးတော့သားတွေရောညီမတွေရောတာဝန်ကြီးတဲ့ဒုတိယမိခင်ဖြစ်ပါစေလို့လည်းဆုတောင်းပါတယ်နော်ကိုလည်း promise ပေးပါတယ်အလူမကြီးကပြိတ္တရာသင်္ကန်းရဲ့လူတုံးဝိစာမောင်ရင်လောင်းငါမြေပေါ်မှာလောဘဝိုင်းငါမြိုင်ရပြဥရွှေရိုးလဲကနေတာကိုနောင်ကိုင်းတို့လာရရှင်လောင်းလဲလွတ်လာပြီခင်ဗျာဟောကြည်ပါလားကြည်လူစရာလူမင်္ဂလာထမေချောင်းစီမောင်တီနိုးသာရောက်လာမြမရွေးကုသိုလ်ပါတာရှိကျူတဲ့အလူပါနေဝဆုတွတ်အလူပါတာရှိကျူတဲ့အလူပါနေဝဆုတွတ်အလူပါဘာဝနာများပွားတာပါအလူတော်မင်္ဂလာ
တဗျာပိတ်ကြီးနဲ့ပါတဗျာအရွာလုံးမဲပြောနေတာတို့ဘဝကညံ့ကြဥရွှေရုံနဲ့ကနေတာကိုနောင်ကတို့လာတယ်ဗျာလူမျိုးလေးလို့ရှိနေတာကြည်လာကြည်လို့စရာဒီမင်္ဂလာထမေချောင်းစီမောင်တီနိုးတာရောက်လာမြမရွေးသူတို့ပါတာရှိကျူရဲ့အလူပါမေရဆူတွားလူပါတာရှိကျူရဲ့အလူပါမေရဆူတွားလူပါအဝနာမြပါလူတော်လူတော်လူတော်မင်္ဂလာ မောင်ရင်လောင်းငါမျိုးတော့မှာတို့ဘဝငါညာရရဥရွှေရုံနဲ့ကနေတာကိုနောင်ကန်တို့လာတယ်ဗျာရှင်လောင်းလဲလို့လာပြီဗျာ